င်းမဲပေါက်ပေါက် secret ပေါက်ပေါက်ဘာကောင်းမဲပေါက်ပေါက်ကာလေးတွေကို giveaway ပေးပါပါတီးတီးတီးကိုယူရစီမှာအရန်ရောင်းကောင်းတယ်ဒီ lucky tier 9 version 3လေးပေါ့နော်ဒါဆိုလို့ဆို ice cream ခေါင်းလေးနဲ့အဲ့ဒါလေးကိုအထက်မှာဘယ်လိုပုံစံလေးရှိလဲဆိုတာယူရဖောက်ပြမှာပါဖောက်ပြပြီးတော့ဘာကောင်းမဲပေါက်ပေါက် secret ပေါက်ပေါက်ဘာကောင်းမဲပေါက်ပေါက်ကာလေးတွေကို giveaway ပေးပါပါတီး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  giveaway စီစဉ်ပါတာဒါဒါလေးဆိုလို့ရှိရင် Eurage မှာရောင်းတာ92,500နဲ့ရောင်းတာပေါ့နော်ဒါလေးကို giveaway ပေးပါမှာပါ giveaway လေးရဲ့စီစဉ်လေးရတော့ပေါ့နော် Euro ရဲ့ဒီ video တိုင်းမှာ comment အမြဲ like မဲ့နေပေးတယ်ကလေးတွေတရက်ကို show ရမှာပေါ့နော်အခုဒီ video မှာဆိုလို့ရှိရင်လေဒီ video မှာ comment မဲ့တဲ့ကလေးတွေတရက်ကို share ပေးပါမှာပါတီးတီးတီး Euro ဆိုင်တဲ့ comment လေးကိုပေးမှာနော်ကဲအခုတော့ဒီကောင်လေးဒီလောက်ရောင်းရကောင်းတာဘယ်လောက်လှလဲဆို Euro ခုပြပေးမယ်နော်ခဏလေးကြက်နေယူနေဘာကောင်ပေါက်ချင်လဲယူပြမယ်ဒီ rainbow လေးပေါက်ချင်တယ်ပြီးရင်ဒီကောင်လေးပေါက်ချင်တယ်ဒီ mint chocolate နဲ့ marshmallow လေးပေါက်ချင်ပါတယ်နေရမခံစားရဘူးမဲဘာကောင်လေးပေါက်ပါဖတ်လှအကောင်ကတော့လှပါsea salt ice ဒီထိတ်ကကောင်လေးပဲကြည့် lucky တရားနိုင်ရဲ့ထူးခြားတဲ့ချက်ကဒါမျက်လုံးနဲ့လဲလို့ရအဲ့တော့ရေခုကြပေးမယ်မျက်လုံးရလေးလိုက်တာကျန် glitter eye လေးဝါကြည့်အောင်ဒီလောက်လာတာကိုအဲ့ကြောင့်လူကြိုက်များလဲမဆမ်းပါဘူးအရန်လာရဲ့အဲ့မှာချိန်သွားရင်လုံးဝကတိပဲကြည့်အောင်ဒါဆိုခေါင်းလေးပဲတော့မထင်ရအောင်တော့အရန်လာတာဒါဒီလောက်လာလို့လူကြိုက်များတာကွာသိလားလုံးဝလက်ခံသွားရဲ့အဲ့ဒါမျက်လုံးနှမျိုးလဲလို့ရပါတယ် lucky tier 9လေးပါဒါဆိုယူရီပေါက်ထားရှည်သွားကောင်တော့အခုဒီကောင်လေးကိုယူရီက giveaway ထုတ်ပေးပါပါကလေးတွေကို giveaway လေးထဲမှာပါဖို့ကဒီအခုယူရီတင်လိုက်တဲ့ post လေးအောက်မှာ comment လေးမှတ်ပေးရမှာပဲအဲ့ဒါမှယူရီအကြိုက်ဆုံး comment ကိုရေးပြီးတော့ဖောက်ပေးမှာပါဘာလို့ဆက်ပါကလည်းနေကကြည့်အောင်ရော့တမွေပေးဒါဗီကဲဒီ lucky tier 9 version 3 လေးယူရဲ UD collection ဆိုင်ဝတ်တော့ခုလုံးမှာကိုယ်ချက်လာဖို့လေးရတယ်လုံးဝလဲမိုင်းလို့ရပါတယ်အားလုံးပဲ